အားလုံးမင်္ဂလာပါကျွန်တော်ကိုချက်ပေါက်ထဲမှာရောတင်နန်းမှာရောကျွန်တော်အမြဲမေးခံရတဲ့မေးခွန်းလေးတစ်ခုကိုဒီနေ့ဖြေကြားပေးမှာဖြစ်ပါတယ်ထိုမေးခွန်းကတော့ဆရာလုပ်ငန်းတစ်ခုကိုရေရှည်တည်တတ်အောင်ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့မေးခွန်းပေါ့နော်ဒီမေးခွန်းဟာတက်တက်ဆလူငယ်တွေအတွက်ကောလုပ်ငန်းနယ်ပယ်တစ်ခုကိုအတစ်ထောင်မဲ့လူငယ်တွေအတွက်ကောလက်ရှိလုပ်ငန်းကိုစတင်လုပ်နေတဲ့လူငယ်တွေအတွက်ကောအင်မတန်ပဲအကျိုးရှိမဲ့မေးခွန်းလေးဖြစ်တဲ့ကြောင့်မို့ဖြေကြားပေးလိုက်ပါတယ်လုပ်ငန်းတစ်ခုကိုရေရှည်ဒီတက်ခိုင်မြဲအောင်အချက်၄ချက်နဲ့ကျွန်တော်ကောက်လို့တင်ပေးမှာဖြစ်ပါတယ်နံပါတ်1အချက်ကတော့ကျွန်တော်တို့လုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုရင်အင်မတန်ပဲဆန္ဒပြင်းပြဖို့ရည်ကြီးပါတယ်အဲ့ဒီဆန္ဒကတော့အောင်မြင်ခြင်းနဲ့ဆိုတဲ့ဆန္ဒပါပဲနံပါတ်2အချက်ကတော့လုပ်ငန်းကိုလုပ်ရမှာအခက်အခဲတွေကြုံရစမြဲပါထိုအခက်အခဲတွေကိုမရှောင်လွဲပဲနဲ့ရအောင်ဖြေရှင်းမယ်ဆိုတဲ့စိတ်ဓာတ်ပါပေါ့နော်အဲ့ဒါလည်းရည်ကြီးပါတယ်နံပါတ်3အချက်ကတော့အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်မယ်ဂတိတည်မယ်မိမိနဲ့လုပ်ငန်းဆက်တွယ်ဆောင်ရွက်တဲ့လူတွေပေါ်မှာတစ္ဆာရှိမယ်ဆိုရင်တော့လုပ်ငန်းရေရှည်တည်တတ်မှာဖြစ်ပါတယ်နံပါတ်4ကတော့ကျန်းမာရေးဟာအင်မတန်ပဲအရေးကြီးပါတယ်လုပ်ငန်းရေရှည်လုပ်နိုင်ဖို့ကျန်းမာမှာဖြစ်မှာပါကျန်းမာမှာအလုပ်လုပ်နိုင်မှာဖြစ်တဲ့ကြောင့်မလို့အရေးကြီးပါတယ်တချို့လုပ်ငန်းတွေဆိုရင်လောက်ကင်ရင်ဥဆောင်ရင်ခြိတက်ရင်နဲ့ကျန်းမာရေးချွေးတော့လို့ရန်နာတော့ရတဲ့လုပ်ငန်းတွေကျွန်တော်တို့တွေ့ဘူးပါတယ်ဒါမှမဟုတ်ကျန်းမာရေးလည်းအရေးကြီးအောင်ပြောကြားလိုပါတယ်အခုဖြေကြားပေးတဲ့အဖြေကိုအကျိုးရှိမယ်ဆိုရင် like and share လုပ်ပြီးတော့မျှဝေပေးပါကျေးဇူးတင်ပါတယ်